Honor BCH 160 2026ကတော့ထိုင်းနိုင်ငံမှာမိတ်ဆက်ရောင်းချနေပြီဖြစ်ပါတယ်။အရင်2025နဲ့မတူတဲ့အယောင်သက်တွေနဲ့အဓိကထားမိတ်ဆက်လာတာဖြစ်ပါတယ်။ ESP Plus 150cc အင်ဂျင်ကိုပဲအသုံးပြုထားပြီးတော့ liquid cooling stick ကိုပဲအသုံးပြုထားပါတယ်။ TFT color display ထိုင်ခွင့်နဲ့ဖြစ်ပြီးတော့ Honor Road Sign application နဲ့ဆိုင်ကယ်နဲ့ချိတ်ဆက်ပြီးတော့အသုံးပြုနိုင်တာတွေပါဝင်ပါသေးတယ်။ ဒီဇိုင်းပိုင်းကတော့ရင်းပုံစံလို premium ဆန်နဲ့ပုံစံအတိုင်းလေးပဲကြီးမားပြောင်းလဲခြင်းမရှိသေးပါဘူး။ဒါ Smart Keys နဲ့ABS brakes နဲ့ HSTC tops နဲ့ Honor Road Sign နဲ့တွေပေါင်းပါတယ်။ 150cc single cylinder အင်ဂျင်ဖြစ်ပြီးတော့မြင်းကောင်အား15ဝန်းကျင်ထုတ်ပေးမှာဖြစ်ပါတယ်။ရုံးဆွဲလင်ကြီးအားက17.9 Newton meter ရှိပါမယ်။လက်စီတကားလမ်းကိုမိုင်100ဝန်းကျင်တီးထုံနိုင်အောင်ပါ။အရောင်အနေနဲ့ orange black, white black, matte black ဆိုပြီးတော့အခြေခံအရောင်3ရောင်ရပါမယ်။ဈေးနှုန်းအနေနဲ့ကတော့ဒါထိုင်းဘတ်3သိန်းဝန်းကျင်ရှိပါမယ်။အခုမြန်မာငွေစင်းနဲ့ဆိုလို့ရှိရင်တော့330ဝန်းကျင်ရှိပါမယ်။ရင်းပုံငွေစင်းနဲ့ဆိုလို့ရှိရင်တော့340ဝန်းကျင်ပဲကျတဲ့မှာပါ။ဘလုံးမောက်သားမှာဖြစ်ပါတယ်။